Hello အားလုံးပဲမင်္ဂလာပါဒီနေ့စူဘူးစုတဲ့အချိန်ရောက်ပါပြီစူဘူးထဲကိုစုပါမယ်9000ဒါဖေဖေပေးရဲ့9000ပါ9000အရေးစုမယ်နော်ဒီနေ့ကိုရပါရဲ့ជីជីလေးက3000ပေးလိုက်တာမလို့ဒီနေ့4ရက်လောက်ထည့်ရပါတယ်ဒီမှာဒါလေးကတော့ဖေပြေကဝဲလာတဲ့စူဘူးလေးပါအတန်လေးရတမျိုးစီလာပါတယ်